အားလုံးပဲမင်္ဂလာပါယခုပတ်ပြတင်ဆက်ပေးသွားမှာကတော့ဆရာတကုံရွှေများရည်သားတဲ့တရုတ်ဟိုတယ်လူသက်မှုအမည်ရတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်တရုတ်ဟိုတယ်လူသက်မှုတနေ့သောနနက်ခင်း၌ကျွန်တော်နှင့်ဦးထင်ကျော်တို့သည်အိမ်ရှိခန်းတွင်ထိုင်ကာလက်ဖက်ရည်တောက်လျက်ရှိစဉ်ဦးထင်ကျော်သည်လက်ဖက်ရည်ကိုအပြီးမတောက်သေးပဲထိုနေ့နနက်ထုတ်သူရိယသတင်းစာ၏နောက်ဆုံးစာမျက်နှာကိုလှမ်းလိုက်ပြီးနောက်ဦးကောင်းကိုညှိတ်ခါဆက်လက်ဖတ်ရှုလျက်ရှိလေ၏ဘာများအထူးဆန်းတွေ့နေပြန်သလဲဗျအထူးဆန်းရေလို့တော့မဟုတ်ပါဘူးကိုတင်မောင်အရင်တစ်ပတ်လောက်တုန်းကကျုပ်ပြောမှုတဲ့ကြီးမြင့်နိုင်ကတရုတ်ဟိုတယ်မှာပိုင်ရှင်လားမယူတဲ့တစ်တာကြီးတစ်လုံးအကြောင်းဆက်ပြီးကြောညာပါလာလို့ဗီယူဆိုင်ကြည့်မိတာပါပိုင်ရှင်နာမည်ရောပါသလားပါရီလေကျုပ်ဖတ်ပြမယ်ဦးထင်ကျော်လဲသတင်းစာတွေတွင်ပါသောကြောညာကိုကျွန်တော်အားအောက်ပါအတိုင်းဖတ်ပြလေသည်ကြီးမြင့်နိုင်ကွက်လက်လန်းရှိလင်ကိုင်းဟိုတယ်ပိုင်ရှင်စီအဝိန်ကကြောညာလိုက်သည်မှာဟိုတယ်တွင်အနှံထားခဲ့သောတစ်တာပိုင်ရှင်ကိုထွန်းရင်သည်ယခုနောက်ထပ်ကြော်ညာသည့်နေ့ရက်မှ9ရက်အတွင်းလာ၍မယူလျင်လေးလံပြည့်၍ရောင်းချရလိမ့်မည်ဖြစ်ကြောင်းထိုအခါကျွန်တော်ကပတ်ဆက်ကုန်းခံပြီးကြော်ညာနေရသေးသလားဗျာရောင်းလိုက်ရုံပေါ့တရားဥပဒေကရှိသေးတာကိုတင်မောင်ရဲ့နောက်နှစ်ရက်ခန့်ကြာသောအခါထိုနေ့မှာစနေနေ့ဖြစ်သည်ဖြင့်ကျွန်တော်လည်းနေ့လေတနာရီလောက်တွင်အလုပ်တိုင်းမှအိမ်သို့ပြန်ရောက်လာ၏ဦးထင်ကျော်လည်းအိမ်ရှိခန်း၌ထိုင်ကအသက်40ကျော်ခန့်ရှိအဝတ်အစားကိုအတော်ခန့်ညားစွာဝတ်ဆင်ထားသောလူတစ်ယောက်နှင့်စကားပြောနေသည်ကိုတွေ့ရသဖြင့်ကျွန်တော်လည်းအခန်းတွင်သို့တောက်လျှောက်ဝင်သွားမည်ပြုရာဦးထင်ကျော်ကအစင်သိလိုက်လေကိုတင်မောင်ခမည်းအခုအလုတ်ကပြန်လာတာဒါနဲ့လာပါဦးဟော်ရီကမိတ်ဆွေအမှုလာနားထောင်လှည့်စမ်းပါဦးဦးထင်ကျော်မိတ်ဆက်ပေး၍ထိုလူမှာဦးထွန်းတင်ဆိုသူဖြစ်ကြောင်းသိရှိရပြီးနောက်ကျော်ကိုင်ဦးထွန်းတင်အစာကစားပြီးခမားညီရဲ့အဖြစ်အပျက်ကိုပြန်ပြောစမ်းပါအောင်ဗျာ။အော်ရီကကိုတင်မောင်လဲကြားရအောင်။ထွန်းပြောပါမယ်ခမားတလုံးမှချမ်းမထားပါဘူး။ကျွန်တော်သိသမျှအားလုံးပြောပြပါမယ်။အမှုကဘဲဥအစရှားမရသလိုဘယ်ဟာကအစဘယ်ဟာကအဆုံးမှန်းမသိဘူးဗျ။အဟမ်းကျွန်တော်ညီကိုထွန်းရင်ကရွှေတယ်ငွေတယ်ကြောက်လက်စွန်နှဒေါင်းခြေချင်းလက်ကောက်စားပြီးတော့ရွှေကုံတယ်တွေစီကစုဆောင်းကိုစလဲယူပြီးရန်ကုန်ကကုန်တယ်ကြီးတွေစီမှာတဆင့်သွင်းတယ်။ရန်ကုန်ကြီးမြင့်နိုင်အလုံးပဇွန်တောင်မှစားပြီးအဲ့ဒီအရက်တွေမှာလိုက်ပြီးလက်လီရောင်းတယ်ဗျခမ။အဲ့လိုသွားတဲ့အခါသူ့ပစ္စည်းတွေကိုလက်ဆွဲတရေအိတ်တစ်လုံးနဲ့ထည့်ပြီးယူသွားလေးရှိတယ်။ကျန်တဲ့ပစ္စည်းတွေကိုတော့သူ့အိမ်မှာထားတာခမ။သူ့အိမ်ကတိုက်ကြီးမှာခမ။ပါသွားတဲ့ပစ္စည်းတွေရောင်းကုန်တဲ့အခါတိုက်ကြီးကိုပြန်ပြီးသူ့အိမ်ကယူပြန်တယ်။တိုက်ကြီးကအိမ်ကိုတော့အနည်းဆုံးတစ်လ2ခေါက်3ခေါက်ပြန်လာလေးရှိတယ်။ဒါနဲ့လွန်ခဲ့တဲ့2လလောက်ကအိမ်ကထွက်သွားတဲ့အခါလက်ဆွဲတရေအိတ်သာမကဘူးဒီတစ်ခါတော့အိမ်ကကျွန်းတတာကြီးပါတခါတည်းယူသွားတယ်ခမ။ဘာဖြစ်လို့ဒီတစ်ခေါက်မှဒီလိုယူသွားတယ်ဆိုတော့ကျွန်တော်မသိဘူး။ထင်မြင်ချက်လည်းမပေးတတ်ဘူး။သူ့ဖြစ်ပုံကစမ်းတယ်ခမ။သူဟာအသိမိတ်ဆွေတဲ့အိမ်မှာမတဲခိုပဲကြီးမြင့်နိုင်ကလင်ကိုင်းဟိုတယ်ခေါ်တဲ့ဒီဟိုတယ်ကြီးတစ်ခုမှတဲတယ်။ဒီလူကလွတ်လွတ်လပ်နေခြင်းတယ်။ပြီးတော့ဒီဟိုတယ်ကတရုတ်ကုန်းတယ်ရောမြန်မာကုန်းတယ်ရောတော်တော်လူဆောင်တဲ့ခမ။တခါတလေရှမ်းပြည်ကကြောက်ရုံနဲ့ရှမ်းကုန်းတွေတောင်တဲခိုကြတဲ့အစားတောက်လဲကောင်းပြီးဈေးနှုန်းလဲချိုသားရဲဆိုထင်ပါရဲ့ခင်ဗျာအဲဒီဟိုတယ်မှာသူတဲခိုပြီးကျွန်တော်ပြောတဲ့တစ်တာကြီးကိုတော့ပစ္စည်းတွေထားတဲ့အခန်းထဲမှာအပ်ထားခဲ့တဲ့ခင်ဗျာအပ်ထားခဲ့ပြီးတဲ့နောက်တနေ့ရန်ကုန်ကိုလိုက်လာခဲ့တာပါခင်ဗျာအကြောင်းရင်းကတော့တိုက်ကြီးမှာရှိတဲ့သူပိုင်တဲ့အိမ်ကိုဆက်ဟပ်ပြီးရောင်းဖို့လာခဲ့တယ်ဒါနဲ့ရန်ကုန်ရောက်လာပြီးနောက်တနေ့ကျတော့အမှုတစ်ခုနဲ့ပတ်ပင်းမှာတွေ့တာပါပဲခင်ဗျာတွေ့ပုံကသူတဲခိုတဲ့အိမ်ကနေပြီးဘတ်စကားစီးရအောင်လမ်းမကြီးပဲထွက်လာတော့လမ်းပေါ်မှာမိမများကင်လဲရှိတဲ့ပတ်စအိတ်လေးတစ်ခုလမ်းပေါ်ကျနေတာတွေ့ရနဲ့ကောက်ယူပြီးလာခဲ့မိတဲ့ခင်ဗျာအိတ်ထဲမှာပတ်စအကျွေနည်းနည်းပဲပါတယ်ဆိုထင်ပါရဲ့ခင်ဗျာပိုင်ရှင်ရဲ့နာမည်နာမတော့မပါဘူးဒီတော့ပစ္စည်းကိုလမ်းမတော်ဌာနရှိရောက်မှာပဲလမ်းမတော်ဌာနဝင်ပြီးအပ်ခဲ့မယ်ကျန်တာကိုခင်ဗျာသူတရထားပေါ်တက်လို့ချက်ချင်းလိုပဲမိမတယောက်တက်လာပြီးသူ့နားမှာကပ်ပြီးထိုင်တဲ့ခင်ဗျာဒါနဲ့လက်မှတ်ယူအရှိပိုင်းလာတဲ့အခါလက်မှတ်စစ်တဲ့ inspector ကလက်မှတ်စစ်တဲ့အခါမှာသူ့နားမှာထိုင်းနေတဲ့မိမဟာ
ရုတ်တရက်တုံလှုပ်ဖြစ်တယ်လို့နဲ့သူ့အင်ကြီးအိတ်ကိုစမ်းပြီးကျွန်တော်ညီကိုရှင်ကျမစီကနှိုက်ထားတဲ့ပစ္စအိတ်ပြန်ပေးဆိုပြီးတောင်းမာရောတယ်ခင်ဗျာဒီတော့မောင်ထုံးရင်ကလည်းသူမြူရတဲ့အကြောင်းပြောတော့မိမကလက်မှတ်စစ်အင်စပက်တော်ကိုတရထားအရက်ခိုင်းပြီးပလိတ်ခေါ်ခိုင်းတာနဲ့ပလိတ်ရောက်ပြီးရှာတော့မောင်ထုံးရင်အိတ်ထဲမှာအခုတင်ကကောက်ရတဲ့မိမကိုင်ပစ္စအိတ်ကလေးတွေ့တာပါခင်ဗျာမိမပြောတဲ့ပစ္စည်းနဲ့ပစ္စအိတ်ကလေးတွေကပစ္စည်းနဲ့ကိုက်နေတာပဲမောင်ထုံးရင်ကဒီပစ္စအိတ်ကလေးကိုလမ်းကကောက်ရတဲ့အကြောင်းပြောပြီးမဲ့ပလိတ်အမှုတန်းကဘယ်ယုံကြည်မလဲခင်ဗျသူပြောတာဘယ်သူမှယုံမယ်မဟုတ်ဘူးဒါနဲ့သူကိုလမ်းမတော်ဌာနခေါ်သွားပြီးချုပ်ထားပါလေရောခင်ဗျဒီတော့သူလည်းဒီအမှုကိုဘယ်နည်းနဲ့မှထုချေလို့မရဘူးဘယ်နည်းနဲ့မှမလွတ်နိုင်ဘူးဆိုတာသိတာနဲ့နာမည်ကိုအမှန်မပေးဘူးနေရဲလိစာကိုလည်းမပေးခဲ့ဘူးခင်ဗျဒါနဲ့အမှုကိုယုံတင်တာပါခင်ဗျဒီအတွင်းမှာအာမခံလည်းမရဘူးသူဖြစ်ပျက်တာကိုဘယ်သူမှမသိဘူးခင်ဗျဒါနဲ့တဖြည်းဖြည်းသူ့ကိုယုံတော်မှာစစ်ဆေးဖို့နေ့ရက်ရောက်လာပါရောနှုတ်ပေမဲ့ထူးဆန်းပုံကဒီတရားလိုမိမဟာယုံတော်ကိုရောက်မလာဘူးခင်ဗျဒါနဲ့အမှုကိုရက်ချင်းပေးတရားလိုလာဖို့တမန်စာထုတ်ခေါ်တဲ့အခါမှာဒီမိမဟာအိမ်ကထွက်သွားတာအတော်ကြာပြီးအိမ်ကိုလည်းပြန်မလာတဲ့အကြောင်းဘယ်မှရှာလို့မတွေ့ရကြောင်းပလိတ်ကအစီရင်ခံတော့နောက်ဆုံးမှာတရားလိုမရှိတဲ့အတွက်အမှုကိုပိတ်လိုက်ရပြီးကျွန်တော်ညီကိုတရားရှင်လှုပ်ပစ်လိုက်တယ်ဒါနဲ့သူလည်းလွတ်လာလို့အိမ်ပြန်ဘူရာယုံမှာသင်းစားတစ်စောင်းဝဲဖတ်တော့လင်ကိုင်းဟိုတယ်ကပိုင်ရှင်ရဲ့ကြော်ညာမှာသူ့နာမည်ပါတာတွေ့ရတာကိုခမဒီနေရာရင်ကျွန်တော်ကဝင်၍သူထားခဲ့တဲ့တစ်တာအကြောင်းမဟုတ်လားဗျဟုတ်ပါတယ်ခမဒီကမိတ်ဆွေကြီးများကသတင်းစာမှာတွေ့ပြီးနေမှာကိုခမကျွန်တော်ညီကဘာတစ်ခုစိုးရင်တလဲဆိုရင်တကယ်လို့သူ့တစ်တာကိုရောင်းလိုက်ရင်ခက်ရကြီးရဲ့ဆိုပြီးတိတ်ကြီးကိုရောက်ချင်းဒီတစ်တာကြီးကိုအချိန်နဲ့လာမြွေလို့ကြတဲ့နေငွေကိုပေးပါမယ်ဆိုတဲ့အကြောင်းနောက်တစ်နေ့လိုက်လာပြီးဆိုတဲ့အကြောင်းကြီးနဲ့ရိုက်လိုက်တယ်ခမဒါနဲ့နောက်တစ်နေ့မနေ့ရထားနဲ့ချက်ချင်းကြီးမြနိုင်စင်းဟိုတယ်ကိုချက်ချင်းသွားတာပေါ့ခမဟိုတယ်ဆိုင်ထဲဝင်ပြီးလို့ဧကန်ရောက်ခါရှိသေးပလိတ်သား2ယောက်နဲ့ရာဇဝဲအုပ်1ယောက်တွေ့ရပြီးသူ့ကိုလူသက်မှုနဲ့ဖမ်းတော့တာပါပဲခမဒီတော့လူသက်မှုအကြောင်းမပြောခင်သူ့နေထိုင်ပုံနဲ့သူ့အိမ်သူအိမ်သားများအကြောင်းနည်းနည်းအစီရင်ခံပါရစေအောင်ကျော်ဟုတ်ကဲ့ပြောပါဦးထွန်းတင်ထွန်းကျွန်တော်ညီကသူများမှုတ်တဲ့မိမတယောက်နဲ့နေတယ်ခမပထမတော့ဒီမိမကိုသူလက်ထက်မလို့ပါပဲနောက်အတော်ကြာတော့ဒီမိမအကြောင်းကိုသိလာပြီးလက်မထက်တော့ဘူးဆိုပါတော့ခမဒီမိမကအတော်ကြောက်စရာကောင်းတဲ့မိမတဲ့ခမအရက်ဆိုလဲတောက်တာပဲဖဲဆိုလဲရိုက်တာပဲတခါတလေမြင်းတောင်မှလောင်းလိုက်သေးတယ်တောက်စားလာမှဖြစ်ယောက်ျားတယောက်ထက်တောင်ဆူဆူပူပူလှုပ်သေးဆိုပဲခမကိုချမ်းစိတ်ချမ်းမော်ခမဒီမိမရဲ့အပေါင်းအသင်းကဇက်ထဲကလူတွေရုပ်ရှင်တွေကလူတွေနဲ့အပေါင်းအသင်းများတယ်ဒီဟာရင်မကသေးဘူးရန်ကုန်မှာခေါင်းပုံဖြည့်နေတဲ့တကယ်လူဆိုးတွေဘာတွေလဲသူမသိတာမရှိဘူးတခါတလေသူ့လိုမိမမျိုးတွေအိမ်ခေါ်လာတတ်တဲ့ခမဒီထဲမှာသူနဲ့အတွဲဆုံးလူကတော့ကိုဖိုးတုံးဆိုတဲ့လူတယောက်တည်းခမနို့ပေမဲ့ဒီလူကလွတ်လွတ်လပ်လပ်မရှိပါဘူးမိမရှိပါတယ်ဆက်လက်၍ကျွန်တော်ညီလဲဒီလိုအခြေအနေမျိုးရောက်နေပြီးတကယ်အပေါင်းအသင်းအထက်တန်းစားတွေကသူ့ကိုအပေါင်းအသင်းမလုပ်ကြပဲခက်ဖက်ဖယ်နေကြတယ်ခမဒီထဲမှာပဲသူ့ကုတ်တို့ဘလို့အကျိုးပေးပြန်တယ်လဲမပြောတတ်ပါဘူးခမဂုံတီရှိမိမတယောက်နဲ့တွေ့ပြီးအဲ့ဒီမိမကသူသာတကယ်လို့နောင်နာရမယ်ဆိုရင်လက်ထက်မဲ့အကြောင်းပြောတဲ့ခမဒီတော့သူလဲအဲ့ဒီအရင်မိမနာမည်ကမာစောရွှေတဲ့အဲ့ဒီမာစောရွှေကိုအိမ်ကနှင်ချတာပေါ့ခမနို့ပေမဲ့ဒီမိမကအတော်ခေါင်းမာတဲ့မိမခမရုတ်တရက်ကင်လို့ရတဲ့မိမမဟုတ်ဘူးအိမ်ရှိကတကားတော့ကိုယူထားတယ်အိမ်မကြပြန်လာပြီးအော်ကြီးဟစ်ကျရန်တွေ့တယ်ခမဒါနဲ့အိမ်နီးနားချင်းတွေရှက်တာနဲ့ပြန်ပြီးလက်ခံရပါရောအဲ့လိုနောက်ဆုံးလက်ခံပြီးအိမ်ထဲရောက်တော့လဲအမြဲမနေဘူးတဲ့ခမည7 နာရီလောက်မှပြန်ထွက်သွားတဲ့နို့ပေမဲ့ကျွန်တော်ညီကန်ဆိုးဖို့ဖြစ်လာတာကအဲ့လိုည7 နာရီလောက်မှနောက်ဆုံးထွက်သွားတာကိုတော့ကျွန်တော်ညီကလွယ်ပြီးဘယ်သူမှမမြင်လိုက်ကြဘူးတဲ့ခမအိမ်မှာအစေခံမိမတယောက်ရှိတာလဲနေတိုင်းမနေ့ကြရင်လားညထမင်းချက်ပြီးပြန်တာကိုခမအဲ့လိုထွက်သွားကြတဲ့ကမဆောရွှေဟာတခါတည်းပျောက်သွားတာအခုတည်းပါပဲခမဘယ်မှမတွေ့ရတော့ပါဘူးသူခိတ္တနေတဲ့အိမ်ကိုလည်းအဲ့ဒီညကပြန်မလာဘူးတဲ့ခမ။ကိုင်းကျွန်တော်ပြောတဲ့ဇလန်ဒီနေရာရောက်တော့ကြီးမြနိုင်ကတရုတ်ဟိုတယ်ကိုပြန်ဆက်ရလိမ့်မယ်။အင်းအဲ့လိုတရုတ်ဟိုတယ်ကနေပြီးပလိတ်ကလူသက်မှုနဲ့သူ့ကိုစောက်ဖမ်းတော့သူလဲကျွန်တော်ကိုကျေးနှံရိုက်ပြီးအကူကြီးတောင်းလို့ကျွန်တော်လိုက်လာရပါတယ်ခမ။ဒီရောက်လို့သူဖမ်းခံရတဲ့အမှုကြောင့်မေးမြန်းစုံစမ်းတဲ့အခါကြာမှာအမှုကအတော်ကလေးရှုပ်ထွေးတဲ့အကြောင်းသိရတာကိုခမ။ဟိုတယ်သူထွက်သွားပြီးတဲ့နောက်2 ပတ်လောက်ကြာတဲ့အခါအဲ့ဒီဟိုတယ်ကိုရောက်လာတဲ့ကုန်သည်အချို့ကပစ္စည်းထားတဲ့ဂိုရောင်အခန်းထဲကအပုပ်နဲ့ရတဲ့အကြောင်းဟိုတယ်ပိုင်ရှင်ကိုတိုင်ကြတဲ့ခမ
အပုံနံကလည်းနောက်ဆုံးမှာသူထားခဲ့တဲ့ကျွန်းတက်တာကြီးကထွက်လာတဲ့အကြောင်းခြေရာခံမိကြတယ်ပြီးတော့ဒီတက်တာကြီးကလည်းပိုင်ရှင်ဟာပြန်ပြီးယူပုံမလာလေတော့ဆိုင်ရှင်လည်းသင်္ကာမကင်းဖြစ်လာပြီးပလိတ်ကိုအကြောင်းကြားပါလေရောခမညာပလိတ်ကတခါတိုက်ကြီးဌာနကိုတန်ကြိုးဆက်ပြီးမောင်ထွန်းရင်အိမ်ကိုအကြောင်းကြားတော့အိမ်ကိုလည်းတော့ခတ်ပိတ်ထားတာတွေ့ရတာကိုခမညာဒါနဲ့ကြီးမြနိုင်ဌာနကတက်တာကြီးကိုအတင်းရိုက်ချိုးဖွင့်ကြတော့မိမတယောက်ရဲ့လက်မောင်းဖြတ်ထားတာရဲ့အသားတဲ့တဒုံနှစ်တုံးရဲ့သွေးစွန်းတဲ့အဝတ်အချို့ရဲ့တွေ့ရတာပါပဲခမညာဒါနဲ့သူနဲ့တိုင်ပင်ပြီးသတင်းစာထဲမှာကြော်ညာထည့်တာကိုခမညာဒါနဲ့တက်တာထဲမှာတွေ့ရတဲ့လက်မောင်းပြက်ကိုကြည့်ရှုစစ်ဆေးတဲ့အခါမြားဖောက်ထားတဲ့ပုံနဲ့နှင်းစီအနေပွင့်အောက်မှာ SS ဆိုတဲ့အင်္ဂလိပ်စာလုံးတွေ့ရတယ်မဆောရွှေကအင်မတန်ယောက်ျားကိုက်ဖမ်းတဲ့မိမစိုးကိုခမညာသူ့လက်ဝဲဘက်လက်မောင်းမှာအဲ့ဒီအမှတ်သားရှိတဲ့အကြောင်းသူနဲ့သိတဲ့လူအားလုံးကအစ်စ်ခံတယ်နောက်ထပ်ပလိတ်ကစုံစမ်းတဲ့အခါမှာလဲမဆောရွှေနောက်ဆုံးကျွန်တော်ညီအိမ်ထဲကထွက်သွားတာမြင်လိုက်တဲ့သက်သေကိုတွေ့ရတယ်ဒီတော့ပလိတ်ကမိကိုကြွက်လျှောက်လိုက်ပြီးမောက်ထွန်းရင်အိမ်ကိုရှာတာပဲခမညာကျော်ရှာတော့ဘာတွေ့တယ်လဲဗျတင်းဘာတွေ့ရလဲဆိုတာကျွန်တော်ကိုယ်တိုင်တော့မသိပါဘူးခမညာအကယ်၍ယုံတင်းစစ်တဲ့အခါကြရင်တော့တီကောင်းသိရပါလိမ့်မယ်ဒါပဲပြောစရာရှိသလားကိုထွန်းတင်ဟုတ်ကဲ့ဒါပါပဲခမညာကျွန်တော်ညီရဲ့အဖြစ်အပျက်ကိုကျွန်တော်ကတလုံးမှပိုလည်းမပြောလိုလည်းမပြောပါဘူးဖြစ်တဲ့အကြောင်းအရာအမှန်လောက်ပဲကျွန်တော်ပြောပါတယ်ယုံပါလို့လည်းကျွန်တော်မပြောပါဘူးယုံကြည်ခြင်းမှလည်းယုံကြည်မှာကိုဗျဒါကြောင့်ဒီအမှုလက်ခံမခံသာကျွန်တော်သိလိုပါတယ်ခမညာရှင်းနေများဟာသူတို့ရဲ့အမှုတဲ့ပြစ်မှုမကျူးလွန်ဆိုတာယုံတော်ကိုယုံကြည်အောင်ရှောက်လဲမရပေမဲ့အမှုတဲ့ကိုယ်တိုင်ကရှင်းနေကိုယုံကြည်အောင်လုပ်ဖို့မလိုဘူးလို့ကျွန်တော်ကြားဘူးပါတယ်ကျော်နှုတ်ပေမဲ့ကျွန်တော်ကရှေ့နေမှမဟုတ်ဘဲဥထွန်းတင်ဒီတော့ရာဇဝတ်ပြစ်မှုကျူးလွန်တယ်လို့ကျွန်တော်ယုံကြည်တဲ့လူကိုကျွန်တော်မခုခံနိုင်ဘူးကျွန်တော်အတက်နိုင်ဆုံးကတော့အမှုကိုကျွန်တော်လိုက်ပြီးစုံစမ်းထုတ်လိုင်းယုံရှိတာပဲအဲ့လိုစုံစမ်းထုတ်လိုင်းလို့ခမားညီအပေါ်မှာတန်တရားရှိလာတာနဲ့တပြိုင်နက်ကျွန်တော်ရှေ့ကိုမတိုးတော့ဘူးရက်လိုက်ယုံပဲရှိတယ်ခမားညီကိုခုခံဆောင်ရွက်ဖို့ဝစ်လုံတယောက်ငှားယုံပေါ့အကယ်၍ခမားညီဟာပြစ်မှုမကျူးလွန်ကြောင်းထင်ရှားတဲ့အကိုးအကားရလာတာနဲ့တပြိုင်နက်အမှုကိုကျွန်တော်ဆက်လိုက်မှာပါပဲဦးထွန်းတင်ဘယ်လိုသဘောရတယ်လဲထွန်းကျွန်တော်ပြောလဲပြီးရွေးစရာအကြောင်းမရှိပါဘူးဦးထင်ကျော်ဦးထင်ကျော်အမိတ်ရှိတာမှန်ပါတယ်ကျော်ဟုတ်ပါတယ်ကိုင်ဒီတော့ကျွန်တော်မရှင်းလင်းတဲ့အချက်ကလေးတစ်ချက်နှစ်ချက်တစိမ့်ပြောစမ်းပါဦးသူတက်တာတွေကလူသေးရဲ့လက်မောင်းပြက်တွေ့တဲ့အကြောင်းနဲ့ပတ်သက်လို့ခမားညီကဘယ်လိုထုချေချက်ပေးတယ်လဲသူ့အပြောကတော့ဒီလင်ကိုင်းဟိုတယ်ကပစ္စည်းထားတဲ့အခန်းဆိုတာခီးသေးအများအပြားဝင်ထွက်နေတော့တစုံတယောက်ဟာတော့ကိုအလွယ်တကူရနိုင်ပြီးသူ့တက်တာတွေကငွေတဲ့ပစ္စည်းတွေထုတ်ယူလူလက်မောင်းတွေနဲ့သွေးစွန်းတဲ့အဝတ်တွေကိုအစားပြန်ထည့်ထားနိုင်ပါတဲ့အင်းထင်မယ်ဆိုလဲထင်တော့ပါရဲ့တခုကဘသူကဒီလိုလဲမလဲတည်တဲ့လူကိုတတ်ဖို့အကြောင်းကောဘာများရှိသလဲမရှိပါဘူးခမဒီမိမကိုမုန်းတဲ့လူတွေတော့များတာအမှန်ပဲနို့ပေမဲ့တကယ်ဆိုတော့ကျွန်တော်ညီကလွဲပြီးဘသူမှဒီမိမကိုသေစေခြင်းပဲမဟုတ်ဘူးလို့ဆိုရမယ်ဒါထက်ဦးထွတ်တင်စောစောကအမေးရှိတယ်လို့မဆောရွှေဟာတခြားလူတယောက်နဲ့ဘာလိုဖြစ်နေသေးတယ်ဆိုအော်ဖိုးတို့အကြောင်းပြောတာထင်ပါရဲ့ဒီကောင်ကအခြေအနေမရှိတဲ့လူတယောက်ပဲအပျော်ပါးလောက်သဘောထားပြီးယူထားတဲ့မိန်းမတယောက်ကိုသူပြစ်ချင်တဲ့အခါပြစ်မှာပေါ့ဦးထင်ကျော်ဒီလူအကြောင်းဘာများသိတယ်လဲဒီလူကကလားကပြားတယ်ခမအညာမှာအရင်ကထိုးခွင်းဆရာလှုပ်ဖူးဆိုထင်ပါရဲ့ခမဒါနဲ့ရန်ကုန်ရောက်လာတော့အလုတ်ကိုင်းအတီတရမရှိပဲခြေသလုံးအိမ်တိုင်းဖြစ်နေတာပါပဲအမှန်တော့ဒီကောင်ကတွေ့ကြရရှောက်ပြီးလှုပ်ရှားနေတဲ့လူတယောက်ပဲခမဦးထုံရင်ပြောတဲ့အတိုင်းဆိုရင်ဖိုးတုံမှာဒီမိမကိုတတ်เสียအကြောင်းဘာမှမရှိဘူးသူ့မှာတတ်ဖို့အခွင့်ရတယ်ထားအောင်တတ်ဖို့အကြောင်းမရှိဘူးကိုထုံရင်မှာတော့တတ်ဖို့အကြောင်းကလည်းရှိတယ်အခွင့်အရေးလည်းရှိတယ်ဒီလိုမဟုတ်လားဒါထက်သူတို့ချင်းအချင်းများကြဘူးသလားများခဲ့ဘူးတဲ့ခမများခဲ့ဘူးလားလဲမကြပဲတဲ့တက်သေးတွေလည်းရှိတယ်တခါကတော့နင်းကောင်ကတက်ပစ်မယ်လို့မဆောရွှေကိုကျွန်တော်ညီကချိန်မောင်းဘူးဆိုထင်ပါရဲ့ခမနို့ပေမဲ့ဒီကောင်အကြောင်းကျွန်တော်သိပါတယ်ခမသူပြောတာဘယ်တော့မှလုပ်တဲ့အကောင်မဟုတ်ဘူးပါဇက်ကပေါ့ဆဆနဲ့ပြီးရင်လည်းပျောက်သွားတာပဲခမဂိုင်းကောင်းပြီလေဦးထွန်းတင်ခမညီအမှုကိုကျွန်တော်စုံစမ်းပါဦးမယ်အပေါ်ယံဖြစ်ပျက်တွေကြည့်ုံနဲ့ဒီအမှုမှာမျှော်လင့်စရာမရှိဘူးလို့ကျွန်တော်တို့မှတ်ချက်မချတင်သေးဘူးကျွန်တော်စိတ်ထင်တော့မရှိသလောက်ဖြစ်နေမလားမပြောတတ်ဘူးခမနို့ပေမဲ့အစိုးတွေ့ရင်အကောင်တွေ့ရအောင်မယ်လို့မျှော်လင့်ရတာပဲထုံးနောက်ဦးထွန်းတင်လဲသူ့ညီဤအမှုကိုဦးထင်ကျော်လက်ထဲသို့လုံးဝအပ်ပါကြောင်းဖြစ်နောက်ဆုံးပြောကြပြီးလျင်ကျွန်တော်တို့အားနှုတ်ဆက်၍ပြန်သွားလေ၏
ဦးထွန်းတင်ပြန်သွားသောအခါကျွန်တော်ကဦးထင်ကျော်အားခမားပြောတာဟုတ်တာပဲဦးထင်ကျော်တက်သေးထွက်ချက်တစ်ခုပဲဖြစ်စေအဖြစ်ပြက်တစ်ခုပဲဖြစ်စေအပေါ်ယံတန်မိုးကိုဖျက်ယုံနဲ့မပြီးသေးဘူးပြိုနို့ပေမဲ့အမှုကတော့တိတ်မျောလင့်စရာရှိမယ်မထင်ပါဘူးကိုထုံးရင်အိမ်မှာပလိတ်ကဝင်းရှာတော့အလောင်းရဲ့အစနာတွေ့မတွေ့သိရရင်ပြီးသလောက်ပါပဲပြီးလောက်ဆိုရင်လဲဆိုသလောက်ပါပဲဗျာနောက်ဆုံးအစတက်ဖို့ပဲလိုပါတော့တယ်ကျုပ်တို့အခုသိရတဲ့သက်သေခံအတိုင်းဆိုရင်ဟိုတယ်မှာတွေ့ရတဲ့တစ်တာကြီးအကြောင်းချမ်းမထားပဲနဲ့ဘယ်တရားလူကြီးမဆိုဘယ်ဂျူရီလူကြီးမဆိုတရားခံမှာအပြစ်ရှိကြောင်းတခါတည်းဆုံးဖြတ်မှာပဲကျုပ်တို့ဆုံးဖြတ်ရမယ့်အချက်တစ်ချက်ကအဖြစ်ပြက်ဟာသူ့တိုင်းပေါ်ထွက်နေတဲ့အချက်ကတကယ်တန်ဖို့ဟုတ်မှုကိုစဉ်းစားဖို့ပဲအကယ်၍ဟုတ်ခဲ့သည်ရှိတော့ခုခံဖို့ကအပိုပါပဲဟုတ်တော့ဗျာဒါဖြစ်ခမကြီးကြီးမြင့်နိုင်ကတရုတ်ခေါ်တဲ့ကိုသွားပြီးစုံစမ်းမလားဟုတ်တယ်ကိုတင်မောင်ကိုထုံးရင်အပေါ်ဆွဆွဲထားတဲ့ဆွဆွဲချက်တွေမှန်မှန်ကိုကျုပ်တို့ပထမစပြီးစစ်ဆေးရလိမ့်မယ်ဗျမှန်ရင်တော့ကျုပ်တို့ရှေ့တိုးစရာလိုကောင်းမှလိုတော့မယ်ပြီးတော့ကျုပ်တို့အချိန်ဖြုံးနေလို့မဖြစ်ဘူးဗျအခုသွားမှာပဲတစ်တာတဲ့တွေ့ရတဲ့ဟာတွေဟာမကြခင်မြုပ်ပစ်လိုက်လိမ့်မယ်လမ်းမှာတော့ပလိတ်မီးကြီးအိမ်ဝင်ပြီးသူ့စီကကြည့်ရှုဖို့လက်မှတ်ကလေးတော့ယူခဲ့အောင်မှဖြစ်မယ်ဦးတင်ကျော်သည်ကရိယာတစားပလာများအပြည့်စုံပါသောသူ၏လက်ဆွဲအိတ်ကလေးကိုယူခဲ့ပြီးလျှင်နောက်မိနစ်အနည်းငယ်ခန့်အတွင်း၌ကျွန်တော်တို့သည်တက္ကစီတစ်စီးပေါ်တွင်စီးနှင်းလိုက်ပါကပလိတ်မင်းကြီးအိမ်သို့မောင်းနှင်လျက်ရှိလေ၏ပလိတ်မင်းကြီးအိမ်သို့ရောက်၍သူ၏အပါတော်မြဲအတွင်းဝင်နှင့်တွေ့ရသောအခါ၎င်းအမှုအတွက်အင်စပက်တော်ဦးတောင်းညွန့်လိုက်လံလျက်ရှိကြောင်းသိရ၏ပလိတ်မင်းကြီးထံအခွင့်တောင်းသောအခါကျွန်တော်တို့အလိုရှိသည့်အတိုင်းလင်ကိုင်းဟိုတယ်ပစ္စည်းကန်းထဲတွင်တွေ့ရသောတစ်တာအတွင်းမှာလက်မောင်းပြက်နှင့်အသားတုံးများကိုကြည့်ရှုနိုင်ခွင့်ရရှိလေသည်ထို့နောက်ကျွန်တော်တို့လည်းကြီးမြင့်နိုင်တရုတ်ဟိုတယ်သို့ရောက်ရှိခဲ့ရာအင်စပက်တော်ဦးတောင်းညွန့်ကိုအခန့်သင့်တွေ့ရ၍ဦးတောင်းညွန့်သည်ကျွန်တော်တို့အားမချိုမချင်းမျက်နှာနှင့်ကြည့်ရှုလျက်ရှိလေသည်အလိုဆရာတို့ပါလားမျောလင်းချက်မရှိတဲ့အမှုကြီးလိုက်လာကြပြန်ပြီထင်တယ်အမှုကတော့လေပြင်းမှာဆင်သွားသလိုထင်ရှားနေတဲ့အမှုပဲဆရာကြီးဆရာနာမည်မပြတ်ချင်ရင်ပြန်သွားတာကောင်းပါတယ်ဆရာဦးထင်းကျော်ကအိမ်ကြီးဖြစ်ကျုပ်ကနာမည်ပြတ်တာကြောက်တဲ့အကောင်မှမဟုတ်ပဲကိုတောင်းညွန့်ရဲ့ခမည်းတော်လိုအစိုးရအမှုတန်းလာကစားလဲမဟုတ်ဝါသနာအလျောက်လိုက်နေတဲ့လူဆိုတော့ကျုပ်ပညာစီးပူးရရင်ပြီးတာပဲဟုတ်တော့ဟုတ်ပါတယ်ဆရာနှုတ်ပေမဲ့ပြုံးလျက်ကိုင်ခမည်းလေပင်ဆင်သွားတာတွေအသာထားပြီးကိုထုံးရင်အိမ်နဲ့ရှာတော့ဘာတွေတွေ့သလဲဆိုတာပြောစမ်းပါဦးသူအိတ်တဲ့အိတ်ခမ်းထဲမှာစိန်မှုတ်ထည့်ထားတဲ့ပလင်းတစ်လုံးတွေ့ရတယ်အပြည့်တော့မဟုတ်ဘူးတွဲလောက်ပဲကြံတော့တယ်အောက်ကကြောက်ပြားချက်ကြီးတွေခင်းထားတယ်ဆရာရဲ့ဒီတော့ကျွန်တော်တို့လည်းကြောက်ပြားချက်တိုင်းစိတ်အောင်မလှန်နိုင်တော့ရေတဘုံကိုကျမ်းမြင်ပေါ်အလောင်းခိုင်းတာပဲတော်ရပြုတ်ကိုလူကစိတ်ကူးအကောင်းသားပဲအရင်တစ်ခါဆရာပေးတဲ့နီးပါခမကိုင်ဒီတော့ဘာဖြစ်တယ်လဲစူစမ်းပါဦးဒီတော့အလဲနားကကြောက်ပြားတစ်ချက်ဟာအခြားကြောက်ပြားတွေထက်အရင်ခြောက်သွားတော့တန်တော့ဧကနာဒီကြောက်ပြားချက်အောက်ကမြေဟာမကြခင်ကပို့ထားတဲ့မြေဖြစ်ရမယ်ဆိုပြီးကျွန်တော်တို့လည်းတန်တွင်းနဲ့ဒီကြောက်ပြားချက်ကိုလှမ်းပါလေရောခင်ဗျာအောက်မှာကျွန်တော်တို့ထင်တဲ့အတိုင်းပါပဲဆရာမြေဟာပွားနေပြီးရက်ကြည့်တဲ့အခါမှာတော့အထုပ်တစ်ထုပ်တွေ့ရတာကိုဆရာရဲ့အထုပ်ထဲမှာဘာပါတယ်လဲသိလားပြောရမှာတော့ဆက်ဆုပ်စရာကြီးပါဆရာလူအသားတွေသွေးတွေအသေးနှလုံးတွေအိုးအယိုးကောမတွေ့ဘူးလားအယိုးတော့မတွေ့ဘူးဆရာရဲ့ဒီဟာတွေကိုအင်းစိန်စုံတော့ဌာနကလာပြီးစစ်ဆေးသွားပြီသူတို့ကအသားတင်များနဲ့ဥအသေးနှလုံးတွေဟာမိမတယောက်ရဲ့ကိုကဖြစ်တယ်မိမအသက်က35နှစ်မာစောရွှေဆိုတဲ့မိမအရွယ်လောက်ပဲပြီးတော့ဦးနဲ့အစာအိမ်တွေတဲကလည်းစိန်ပါတဲ့အစိတ်မှုတ်တွေတွေ့ရတယ်လို့အစီရင်ခံတယ်ဆရာရဲ့တွေ့ရတဲ့အစိတ်မှုတ်ကလည်းလူတယောက်ကိုသေစိန်နိုင်လောက်တဲ့ဒါကြောင့်ဒီအမှုကိုဆရာလိုက်ပြီးကာကွယ်ရင်တိတ်အကျိုးရှိမယ်မထင်ပါဘူးလို့ကျွန်တော်အစကပြောတာပေါ့ဆရာအခုလိုတွေ့ရပုံသတင်းပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဗျာကိုတောင်းညွန့်ကျုပ်လိုက်တာမလိုက်တာအပါထားပြီးဒီအချက်ဟာအတော်ကလေးအရေးကြီးတဲ့အချက်ဗျာကိုင်းလေးရောက်တဲ့အခါစစ်စစ်ဆက်ကလေးကြည့်သွားရအောင်ဒီဟာတွေဘယ်မှာထားတယ်လဲရင်ခွဲရုံမှာဆရာကြည့်ချင်လို့လားအခွင့်ကြုံလုံးတစ်စိမ့်လောက်ကြည့်ပါရစေဗျာဈေးုံရင်ခွဲရုံတို့ရောက်၍အဆောက်ကလားသည်ဦးတောင်းညွန့်အားဆလံပေးကအခန်းတော့ကိုပေးရလေရာကျွန်တော်တို့လည်းဦးတောင်းညွန့်နောက်မှလိုက်၍ရင်ခွဲကန်းထဲသို့ဝင်ကြလေ၏အခန်းအလယ်၌က6ပေခန့်ရှည်သည့်အလောင်းတင်ကုန်းတစ်ခုံရှိရာ၎င်းပေါ်တွင်အဝတ်ဖြူတစ်ခုဖုံးအုပ်ထားသောအပုံကြီးတစ်ပုံရှိလေသည်ဦးတောင်းညွန့်သည်လူသားအပိုင်းစာများကိုဖုံးထားသည့်အဝတ်ကိုလှန်လိုက်ရာလူ၏အသားကိုအမဲသားသဖွယ်ခုတ်ထစ်ပိုင်းဖြတ်ထားသည့်အစုအပုံများကိုကျွန်တော်တို့တွေ့မြင်ကြရ၏ခုတ်ထစ်ထားပုံကိုမြင်ရခြင်းဖြင့်
ရက်ဆက်ကြမ်းကြုတ်ကြောင်းထင်ရှားလှပေသည်လက်ဝဲဘက်လက်မောင်းပြက်မှကျွန်တော်တို့နှင့်အနီးဆုံးအပုံနှင့်နဘေးတွင်ရှိနေ၍ဦးထင်ကျော်သည်၎င်းကိုအတော်တန်အာယုံစိုက်လျက်ရှိကြောင်းကျွန်ုပ်အကဲခံမိ၏လက်မောင်း၏အောက်တွင်ဖြူစွတ်သောအသားကိုနောက်ခံလျက်အပြာရင်ရောင်ဆေးဖြင့်ထိုးထားသည့်အသေးကိုမြားရန်ဖောက်လျက်ရှိသည့်ပုံကို၎င်းအောက်တွင်ရေးထိုးထားသည့်အတူကောက်အဆက်စာလုံးများသည်၎င်းထင်ရှားစွာရှိနေလေသည်ဈေးထိုးပုံလွန်စွာတည်သက်ပြတ်သားလာ၍လက်ရကောင်းတစ်ခုဖြစ်ပေသည်ကျွန်တော်နှင့်ဦးတောင်းညွန့်တို့မှအခန်းနောက်တစ်ခုသို့သွားရောက်ခါအနက်အသက်များပျောက်ကင်းအောင်စလိတ်များကိုခပ်ပြင်းပြင်းဖွာထုတ်လျက်ရှိလေရာဦးထင်ကျော်တယောက်သာခုံအနီးတွင်အလုရှုပ်လျက်ရှိလေသည်သူသည်မိသူမိဝါယောက်ျားမိန်းမဟု၍မခွဲခြားနိုင်သေးသောအလောင်းသစ်တစ်ခုကိုစစ်ဆေးနေပြီးတကဲ့သို့လက်မောင်းကိုတိုင်းထွာခြင်းလက်ချောင်းများကိုတိုင်းထွာခြင်းများပြုလုပ်လျက်အသားပြင်ကိုတလက်မမျှပင်မကြံရအောင်စိတ်ဆက်စွာကြည့်ရှုလျက်ရှိ၏လက်ချောင်းများကိုကြည့်ပြီးနောက်တစိမ့်နှိပ်သောမှင်ကန်အဝတ်ပေါ်သို့တင်ပြီးလျင်လက်ချောင်းအဖျားများကိုပင်ဆွတ်၍လက်ပုံစံများကိုစက်ကူပြူအချက်တစ်ခုပေါ်၌ရိုက်နှိပ်ယူ၏တဖန်လက်မောင်းပေါ်မှမြားရန်နှင့်အသေးပုံကို၎င်းစာလုံးများကို၎င်းတိုင်းထွာပြန်လေသည်ထို့နောက်အလွန်တကိုးကြီးသောမှန်ဘလူးဖြင့်တစိမ့်ကိုအထက်ထက်ကြည့်ရှုပြန်လေသည်ပလိတ်အစည်းအဝေးတစ်ခုတွင်ဦးထင်ကျော်ကမြည်သည့်ထွက်ချက်ကိုမဆိုစုံစမ်းစစ်ဆေးခြင်းမရှိဘဲလက်မခံရအချင်းအားတစ်ခုကိုအဆက်အသွယ်တစုံတရာမထားဘဲတင်ကိုယ်တိုင်တီးတီးတန့်တန့်လေ့လာရမည်မျက်စိနှင့်နားကိုအမြဲဖွင့်ထားရမည်ဟု၍ဩဝါဒပေးမှုသည်ကိုကျွန်တော်သတိရမိ၏ဦးတောင်းညွန့်ကကျွန်တော်၏နားသို့ကပ်၍ခမားလူကဘာကလေးပဲဖြစ်ဖြစ်မှန်မလူးနဲ့တေးသေးချာချာကြည့်တာအကျင့်ဖြစ်နေပြီထင်ပါရဲ့ဗျာတယောက်ယောက်ကပလိယုံကြီးကိုဘုံနဲ့ခွဲပြီးဖြိုချလိုက်တာအုတ်ကျိုးအုတ်ပဲတွေကိုမှန်မလူးနဲ့တစ်ခုချင်းစီကြည့်နေမဲ့လူပဲကြည့်ပါဦးလက်မောင်းပြက်ပေါ်မှာဆေးထိုးထားတဲ့ဒစိတ်ကိုကြည့်နေလို့ဘာထိုးအောင်မလဲကိုတင်မောင်လူသက်မှုပါပဲဗျာဦးထင်ကျော်သည်အလုတ်ကိုသာဆက်လက်လောက်ကင်လျက်ရှိသူ၏မျက်လုံးများသည်စပွဲရှည်ရှိရာမှဗရင်မောင်အနီးရှိခုံတခုံပေါ်တွင်တင်၍ထားသောကျွန်းတစ်တာမှလက်မောင်းပြက်နှင့်အသားရုံများတွေ့ရသည်ဆိုသောတစ်တာဖြစ်၍အညိုရောင်ဆေးတုပ်ထား၏ဦးထင်ကျော်သည်အတွင်းပြင်လှန်လောကြည့်ရှုပြီးနောက်တုပ်ထားသောအညိုရောင်ဆေးကို၎င်းတစ်တာနှုတ်ခမ်းတွင်ဆေးဖြင့်ထိုးထားသောစာလုံးများကို၎င်းကြည့်ရှုပြန်၏ထို့နောက်သူ၏မှတ်စုစာအုပ်တွင်တစ်တာလောက်ကိုင်းရောင်းချသောကုမ္ပဏီအမည်ကို၎င်းတောရင်ပေါ်တွင်ရှိသည့်ကုမ္ပဏီအမည်ကို၎င်းအလုံးစုံမှတ်ယူ၏တစ်တာကိုဖွင့်သည့်အခါကျွတ်ထွက်လာသောဝက်ဥများကိုပါစမ်းသက်ကြည့်ရှု၏ထို့နောက်ပစ္စည်းကိရိယာဒဇာပလာများကိုသူ၏လက်ဆွဲအိတ်အတွင်းသို့ပြန်၍ထည့်လိုက်ပြီးလျှင်စုံစမ်းခြင်းပြီးဆုံးမည်ဖြစ်ကြောင်းနှင့်ကျွန်တော်တို့အားပြောလိုက်လေသည်ထို့နောက်ကျွန်တော်တို့လည်းဦးတောင်းညွန့်ကိုခေါ်၍ဦးထင်ကျော်၏ဆန္ဒအတိုင်းလင်ကိုင်းဟိုတယ်သို့ကားကိုမောင်းခဲ့ကြပြန်ရာဟိုတယ်ပိုင်ရှင်အဝိန်သည်ကျွန်တော်တို့အားအဲဝတ်ကျေပွန်စွာပြုစုလေသည်ဦးထင်ကျော်ကအဝိန်အားဒီမှာမစ္စတာအဝိန်ရဲ့ကျုပ်အခုလိုက်နေတဲ့ကိုထွန်းရင်အမှုနဲ့ပတ်သက်ပြီးမရှင်းလင်းတဲ့အချက်တစ်ချက်ကခမားဟိုတယ်ကပစ္စည်းကန်းထဲမှာတစ်တာတစ်ခုတည်းကပစ္စည်းတွေကိုအခြားတစ်တာတစ်ခုတည်းပြောင်းနိုင်လောက်ခဲ့လားဆိုတဲ့အချက်ပဲဗျဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးစုံတော့ကြီးခမားပစ္စည်းထားတဲ့လူတွေကအချိန်မရွေးဝင်ထွက်နေတာပဲခမားဒီဟိုတယ်မှာတဲခိုနေတဲ့လူတွေကလည်းကျွန်တော်မျက်နှာသိဖောက်သေးတွေကြီးပဲပြီးတော့ဒီခန်းထဲသူတို့ထားခဲ့တဲ့အထုပ်ဘိုးတွေပစ္စည်းတွေဆိုတာကလည်းတိတ်အဖိုးမထိုက်တဲ့ပစ္စည်းကများပါတယ်နေကင်းတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးခင်ဗျာညမှာလည်းကျွန်တော်တို့အမြဲတော့ခတ်ထားပါတယ်ဟိုတယ်ကကိုထွန်းရင်ထွက်သွားတဲ့အချိန်နဲ့လူအသားတွေကိုသူ့တစ်တာတွေကပလိမ်များတွေ့ရတဲ့အချိန်ဆက်ကြားမှာသစိမ်းများဘယ်နှယောက်ခင်ဗျာဟိုတယ်မှာတဲခိုသွားတယ်ဆိုတာပြောနိုင်သေးသလားဗျာကျွန်တော်မှတ်မိတန်သလောက်မှတ်မိပါတယ်ခင်ဗျာမက်စတာဟင်နရီဆိုတဲ့ဘိုကာပြားတစ်ယောက်သူ့မှာခီးဆောင်တစ်တာကြီးနှလုံးနဲ့အဝတ်စားထည့်တဲ့ယူနီဖောင်းတစ်တာတစ်လုံးပါတယ်ပြီးတော့အရက်မြင့်မြင့်ဂိုင်းကောင်းကောင်းဒေါ်စင်ရင်ဆိုတဲ့အထည်သည်တစ်ယောက်သူ့မှာတော့ကျွန်းတစ်တာကြီးတွေရောတန်တစ်တာတွေရောတရေအိတ်တွေရောပါတယ်နောက်ဗမာလူမျိုးပဲယောက်ျားတစ်ယောက်ကတော့နာမည်ကျွန်တော်မေ့သွားပြီဧည့်သည်စင်းစာအုပ်ထဲမှာရှိပါတယ်သူ့မှာတော့တရေတစ်တာနှလုံးပဲပါပါတယ်စာအုပ်ကိုကြည့်ကျင်သေးသလားခင်ဗျာကျော်တစိမ့်လွင်ရင်တော့ကြည့်ပါရစေဗျာစာအုပ်ရောက်လာသောအခါဦးထင်ကျော်သည်ဧည့်သည်နာမည်များနှင့်တကွအဝင်အထွက်ရက်ဆွဲများကိုပါကူးယူလေသည်ထိုအခါဦးတောင်းညွန့်ကတိုင်ဦးထင်ကျော်ကြည့်မယ်ကြည့်ရင်ပစ္စည်းထားတဲ့အခန်းမှာလိုက်ကြည့်အောင်လေဗျာဟုပြောသည်ဖြင့်ကျွန်တော်တို့လည်းပစ္စည်းကန်းကိုလိုက်၍ကြည့်ရ၏
ကျွန်တော်ရောက်သောအခါတကားမှာပွင့်နေလျက်အခန်းကလေးမှာများစွာမကြေဝန်းလှတော်လဲခီးဆောင်တစ်တာများထင်းရှူးတစ်တာကြီးငယ်များတရေအိမ်များဖြင့်ပြည့်ကျက်လျက်ရှိလေသည်အခန်းမှာဈဉ္ဉံ၏တောက်စွန်းတွင်ရှိတော်လဲလူသွားလူလာနှင့်နီးကပ်လှသည်ဖြင့်တယောက်သည်အပြင်မှတဦးဦးမမြင်ပဲဆိုအပ်ခဲ့ပြီးသောကိစ္စမျိုးကိုပြုလုပ်ရန်ခဲရင်လှပေ၏အပြန်၌အုတ်ခံလှိကားများကိုစင်းရင်ဦးထင်ကျော်ကဦးတောင်းညွတ်အားတရားခံကိုအခုဘယ်မှာချုပ်ထားသလဲဗျအမှုကဘယ်မှာစားပြီးစစ်မယ်ဆိုတာမသေးကြသေးလို့ကြီးမြင့်နိုင်ဌာနမှာပဲချုပ်ထားတယ်ဘာဖြစ်လို့လဲဆရာတွေ့ကျင်သေးသလားခမားကကျေးဇူးပြုလို့တွေ့နိုင်မယ်များဆိုရင်ဝမ်းသာတာပေါ့ဗျာသူ့ကိုတခွန်းလောက်ပဲမေးစရာရှိပါတယ်ထို့နောက်ကျွန်တော်တို့လည်းညနေစာကို3ယောက်အတွက်ထိုဟိုတယ်၌ပင်မှာထားခဲ့ပြီးနောက်ကြီးမြင့်နိုင်ဌာနသို့သွားရောက်ကြလေ၏ဌာနသို့ရောက်သောအခါဦးတောင်းညွန်လဲဦးထင်ကျော်အားဌာနအုပ်နှင့်မိတ်ဆက်ပေးပြီးနောက်အကျိုးအကြောင်းပြောပြလေရာမကြမီတရားခံကိုထွန်းရင်အားကျွန်တော်တို့ရှေ့သို့ခေါ်ခဲ့စေ၏ကိုထွန်းရင်မှာမျက်နှာအနှဲငယ်ခြောင်ပြီးလျင်ပတိုင်းမွေးများရှည်နေသည်မှတပါသူ့ကိုဦးထွန်းတင်နှင့်မျက်နှာပေါက်ချင်းတူညီလှလေသည်ဌာနအုပ်နှင့်ဦးတောင်းညွန့်တို့ကရှောင်ပေးသည်ဖြင့်ကျွန်တော်တို့ကြီးကြံရှိသောအခါဦးထင်ကျော်သည်နှုတ်ဖြစ်၎င်းအမူအရာဖြစ်၎င်းမိမိမသိသေးသူတယောက်အပေါ်တွင်အကြောင်းရှိကပြုမှုတတ်သည့်အတိုင်းကိုထွန်းရင်အားနှင့်သိစေပြီးလျင်အားပေးစကားပြောကြပြီးနောက်ဒီမှာကိုထွန်းရင်ခမားဟာကျုပ်ကိုခမားဘက်ကလိုက်ပြီးခုခံဆောင်ရွက်စေခြင်းနဲ့နော်ဒီလိုဆောင်ရွက်စေခြင်းရင်အားလုံးအဖြစ်ပြက်မှန်သမျှပြောရလိမ့်မယ်တကယ်လို့ခမားကိုယ်တိုင်ကသိပြီးခမားအကိုကမပြောဘဲကြံနေရေးခက်လို့ရှိရင်လဲဘာမှမကွယ်မထောက်ပဲပြောစမ်းများကျွန်တော်လဲဆရာအခုသိတာထက်ပိုမသိပါဘူးခမားအမှုတစ်ခုလုံးဟာနည်းနည်းရှုပ်ထွေးတဲ့ပြဿနာတစ်ခုဖြစ်နေတဲ့အတွက်ကျွန်တော်ဖြစ်ဘလို့မှမပြောတတ်နိုင်အောင်ဖြစ်နေပြီနို့ပေမဲ့ကျွန်တော်ဒီကြောက်စရာကောင်းတဲ့လူသက်မှုကြီးမကျိုးလို့ဘူးဆိုတာတော့ဖះကိုရှ िख ိုးပြီးပြောဝင်ပါတယ်ဒီတက်တာကြီးကိုကျွန်တော်ဒီကိုယူလာတော့ကဒီတက်တာထဲမှာကျွန်တော်ငွေတွေနဲ့လက်ဝတ်လက်စားတွေပါတယ်ခမတခြားဘာမှမပါပါဘူးဒီနောက်ဟိုတယ်ကပစ္စည်းကန်းထဲထားပြီးကြတဲ့ကကျွန်တော်ဘယ်တော့မှမဖွင့်ရပါဘူးခမမဆောရွှေကိုတတ်ဖို့ကြံစီနေတဲ့လူများဘယ်သူရှိသလဲဆိုတာခမသိသလားမရှိပါဘူးခမဒီမိမကကျွန်တော်ဘဝကိုကောင်းကောင်းကြီးဖျက်ဆီးသွားတဲ့မိမပဲခမအကိုကြီးလည်းဒီမိမအတွက်နဲ့ပဲကျွန်တော်ကိုပြစ်ထားတယ်တခြားလူကြီးလူကောင်းတွေကသူ့အတွက်ကျွန်တော်ကိုတပိတ်မှောက်ကြပြီနို့ပေမဲ့ဒီမိမကသူ့အပေါင်းအသင်းနဲ့သူနဲ့ခမသူ့လူတွေကတော့သူ့ကိုအတော်ခင်ကြတယ်ကျွန်တော်အပေါ်မှာဆိုးရဲလို့ပြောရပေမဲ့အတော်လူချစ်လူခင်များအောင်လုပ်တတ်တဲ့မိမခမတုတ်တုတ်ခိုင်ခိုင်နဲ့အရက်9ပေ6လက်မှရှိတယ်အသားကလည်းအသားဖြူသပင်ကလည်းကောင်းသူ့မှာရန်သူလည်းရှိမယ်မထင်ပါဘူးခမအိမ်မှာအိတ်ခမ်းထဲကစိတ်မှုတ်တွေပလင်းနဲ့ထည့်ထားတာတွေ့ရတယ်ဟုတ်တယ်ခမသွားနာစည်းလဲဖော်ရင်ကြွတ်သက်စည်းလဲဖော်မလို့ကျွန်တော်ဝယ်ထားမိတာအမှန်ပဲနို့ပေမဲ့မသုံးရသေးပါဘူးခမပလင်းတော့မဖွင့်ရသေးပါဘူးဒါထက်ခမကျွန်းသက်တာကြီးအကြောင်းမေးရအောင်မယ်ဒီကျွန်းသက်တာကိုဝယ်တာကြပြီလားသိမကြသေးဘူးခမ6လလောက်ပဲရှိပါအောင်မယ်ဘာလန်းကမောင်ခိုင်နဲ့ညီများကုမ္ပဏီကဝယ်ပါတယ်ဒီပြင်ကောဘာများပြောစရာရှိသေးလဲကိုထွန်းရင်မရှိပါဘူးခမရှိရင်အကောင်းသာကိုထွန်းရင်သည်ဦးထင်ကျော်အားရိုးသား၍တနာပွဲကောင်းသောမျက်နှာဖြင့်ကြည်ပြီးလျင်ခမကျွန်တော်အမှုကိုလိုက်ပေးမှလားခမနှုတ်ပေမဲ့မျောလင်းစရာတော့တိတ်ရှိမယ်မထင်ပါဘူးသို့တော်ခုခံမှုအချက်လက်ကလေးများရမယ်ဆိုရင်တော့တရားခံကိုထွန်းရင်နဲ့တကွကျွန်တော်ပါဦးထင်ကျော်၏အဖြေကိုစောက်ဆိုင်လျက်ရှိ၏ကျော်အမှုကိုရှုံးမဲ့ဘက်ကကြီးမတွေးပါနဲ့အောင်ကိုထွန်းရင်ဘာဖြစ်လို့ဒီလောက်အားငယ်ရတာလဲခမအမှုကိုကြုတ်လိုက်ပေးမယ်ပြီးတော့ခမလွတ်ဖို့လဲကြုံမြင်တယ်ဦးထင်ကျော်၏အဖြေကိုကြားရသောအခါကျွန်တော်ကိုယ်တိုင်ပင်အံ့အားသင့်၍နေမိ၏ညနေစာစားရန်လင်ကိုင်းဟိုတယ်သို့ပြန်လာခဲ့ကြသောအခါလမ်းတစ်လျှောက်လုံးအမှုကြောင်းကိုကျွန်တော်စဉ်းစား၍လာတော့လဲဥထင်ကျော်သည်အဘဲကျောက်တရခန့်အားဤမြလောက်သေးကြသောအဖြေကိုပေးလိုက်ကြောင်းစဉ်းစား၍မရကြကျွန်တော်တို့မှတနေ့လုံးဝမ်းဟာ၍နေသည်ဖြင့်တရုတ်ဟိုတယ်မှအရသာရှိလာသောဟင်းများကိုငြိမ်ရှက်စွာစားတော့ကြလေရာထိုချိန်တွင်၌လဲဥထင်ကျော်သည်တရုတ်လူမျိုးတို့အချက်ပြုတ်ကောင်းကြောင်းနှင့်ဟင်းမျိုးမျိုးအကြောင်းကိုသာပြောလျက်အမှုနှင့်ပတ်သက်၍မူဦးတောင်းညွန့်အား၎င်းကျွန်တော်အား၎င်းအရေးအမွဲမျှဖွင့်လှစ်၍မပြောချေဦးထင်ကျော်၏ဝါသနာမှာပြဿနာတစ်ခုကိုရှင်းလင်းရ၌တိကျပြတ်သားစွာရှင်းလင်းနိုင်သည့်အချိန်သို့မရောက်မချင်းကြိုတင်ထင်မြင်ချက်ပေးခြင်းခ
ခံမှန်းခြင်းများကိုပြုလုပ်တတ်သူမဟုတ်သဖြင့်ကျွန်တော်တို့မှာဦးထင်ကျော်၏အကြောင်းကိုသိပြီးဖြစ်သည့်အတိုင်းမမေးဝင်ပဲရှိနေကြလေ၏ညနေစာစားပြီးသောအခါအတော်မိုးချုပ်ပြီးဖြစ်၍ကျွန်တော်တို့လည်းဦးသောင်းညွန့်နှင့်ဟိုတယ်ပိုင်ရှင်မစ္စတာအဝိန်တို့အားနှုတ်ဆက်၍ပြန်ခဲ့ကြလေ၏အိမ်သို့ရောက်သောအခါဦးထင်ကျော်သည်အဝတ်အစားများလဲပြီးနောက်အိမ်ရှိတွင်ရွက်ဖြင့်ကလထိုင်တစ်ချက်ကိုခင်းကာဈေးရန်ကိုအားရပါရတောင်းရင်အခုမှပဲဈေးရန်ကိုအားရပါရတောက်ရပါတော့တဗျာတနေ့လုံးလှုပ်လိုက်ကိုင်းလိုက်ရတာဒါနဲ့ကြောက်ကတမျိုးဗျအလုတ်လုတ်တုံးစိတ်လိတ်တောက်လို့မရဘူးကိုတင်မောင်ရောစာရီတုံးတောက်လို့ရလားကြားတာပေါ့ဗျာစာရီတုံးဖွာရတာသားပြီးရတာရှိသေးတယ်ဒါထက်ကိုထွင်းရင်ကိုခမည်းလွတ်ဖို့မြင်တယ်လို့ပြောတာကျုပ်ဖြစ်အံ့အားသင့်သွားတာပဲသူ့မှုကအင်မတန်ထင်ရှားနေတယ်မဟုတ်လားဗျဒီလိုကိုဗျကိုတင်မောင်ခမည်းမြင်တာကခမည်းစိတ်ထဲကိုပလိတ်ကပြောတဲ့အချက်တွေရှေ့ဆုံးကဝင်နေတယ်ဒီတော့ခမည်းစဉ်းစားချက်တွေဟာမကောင်းတဲ့ဘက်ကိုကြီးရောက်နေတယ်နို့ပေမဲ့ကျုပ်တို့အိမ်ကိုဦးထွန်းတင်လာပြောသွားတဲ့ဇလန်းကိုခင်းကြည့်တဲ့အခါမတော်တဆလိုလိုတိုက်ဆိုင်မှုလိုလိုဖြစ်တဲ့အချက်ကလေးတွေဟာတော်တော်အရေးကြီးတယ်ဗျဒီတော့ကျုပ်တွေ့တဲ့အချက်ကလေးတစ်ချက်နဲ့ချက်ဟာအခုတင်ဦးထွန်းတင်ပြောသွားတဲ့ဇလန်းတွေကအရေးကြီးတဲ့အချက်နဲ့ချက်နဲ့ကိုက်ရင်ကျုပ်ထင်တဲ့အတိုင်းဖြစ်ရမယ်။ကိုင်းလေးခမည်းလဲဇလန်းကိုအစအဆုံးသိထားပြီပဲ။အစိုးပေါ်နေတဲ့အခါသူနဲ့စန့်ကျင်ဘက်အကောင်းကိုလည်းတွေးကြည့်။ဦးထွန်းတင်ပြောတာရောတရခန်ကိုထွန်းရင်အစ်စ်ခန္ဓာရောခမည်းကြားပြီးလူအလောင်းရဲ့အကျွင်းကျန်အစိပ်ပဲတွေလည်းခမည်းမြင်ပြီးပြီ။ဒီတော့ခမည်းရဲ့ထင်မြင်ချက်ကိုအကိုအကာကောင်းကောင်းနဲ့သာပြီးကျုပ်လက်ခံဖို့အသင့်ပဲ။သို့တော့ကျွန်တော်မှာမြည်သည့်ထူးခြားချက်ကိုမျှမတွေ့ရသဖြင့်စဉ်းစားလေလေတရခန်အပေါ်တွင်အမှုထင်ရှား၍လာလေရှိတော်၏ထို့နောက်ဦးထင်ကျော်လည်းအမှုနှင့်ပတ်သက်၍တစုံတရာမပြောတော့ကြထိုရက်များအတွင်း၌ဦးထင်ကျော်သည်အပြင်သို့မကြာခဏထွက်ခါတခါတရံမိုးချုပ်မှအိမ်သို့ပြန်ရောက်လာတတ်သဖြင့်ကိုထိုးရင်အမှုအတွက်လိုက်လံလျက်ရှိကြောင်းခံမှန်းရ၏ဒီချိန်တွင်လည်းတရုတ်တဲမှအပြန်မြင်းရထားစီးလာရမှာဘာလန်းရှိကျွန်းတတာနှင့်တရေအိမ်များရောင်းသောမောင်ခိုင်နှင့်ညီများကုမ္ပဏီသို့ဝင်၍နေရခဲ့၏ဒီနေ့တွင်ကုန်တယ်လန်းရှိ Harper Smith ကုမ္ပဏီမှသူ၏နာမည်နှင့်အထုပ်ထုတ်ရောက်လာရာအထုပ်ထဲတွင်တစ်သားတစ်တာများအတွင်း၌မြုပ်နှံထည့်သွင်းရသောကြေးသောအိမ်10လုံးခန့်နှင့်အာမခံသောများပါရှိလေသည်ဦးထင်ကျော်သည်ထိုသောများနှင့်သောအိမ်များကိုအခန်းတွင်သို့ယူပြီးလျှင်အတော်ကြာမျှစမ်းသက်ကြည့်ရှုနေသည်ကိုတွေ့ရ၏သို့သောအမှုနှင့်ပတ်သက်၍ကနှုတ်ဆက်လျက်ရှိလေသည်ကိုထုံးရင်အမှုကိုယုံတော်၌စတင်စစ်ဆေးခြင်းမပြုမီ2ရက်ခန့်ကတနေ့သောညနေဆောင်တွင်ဦးထင်ကျော်သည်အစေခံမောင်ဖိုးလူအားထမင်းစားကန်းစပွဲကိုညစာအတွက်အထူးပြင်ဆင်စေ၍ဟိုတယ်မှဟင်းနှင့်အချိုပွဲများကိုလည်းမှားထားစေရာဧည့်သည်တူအားညစာဖြင့်ဧကန်ကျွေးမွေးမိအကြောင်းသိရ၏ကျော်ကိုတင်မောင်ခမည်းလက်ပတ်နိုင်ဘယ်နှစ်နိုင်ရှိပြီလဲကျွန်တော်6နိုင်ထိုးဖို့15မိနစ်လိုသေးတယ်ဟုတ်ပါတယ်ကျုပ်တို့တိုင်ကက်နိုင်ကြီးက4မိနစ်မြန်တယ်ကျုပ်ဧည့်သည်ကအချိန်ကိုအတော်လေးစားတဲ့လူတစ်ယောက်ပါဘသူကိုခမည်းထမင်းကျွေးမလို့လဲကိုတောင်းညွန့်လေကိုထုံးရင်အိမ်ထဲမှာဘလို့ရှာတယ်ဘာတွေ့တယ်ဆိုတဲ့သတင်းကျွန်တော်တို့ကိုပေးခဲ့တယ်မဟုတ်လားကိုတင်မောင်ရဲ့အဲ့ဒီသတင်းပေးချက်ဟာကျုပ်တို့အမှုမှာအတော်အဖိုးတန်တယ်အမှုလဲအခုတော့လက်စားသက်ပါပြီဒီတော့ကျုပ်တို့ပျော်ပျော်ပါပါထမင်းစားကြပြီးသူနဲ့ရှင်းလင်းစရာရှိတာကလေးရှင်းလင်းရအောင်ညစာစားဖို့ဖိတ်ထားတယ်ခမည်းထောက်လန်းချက်ကခိုင်လုံရဲ့လားအမှုကတပတ်ခါစစ်တော်မယ်ဆိုတကယ်လို့ပလိတ်ကအခုလက်ရှိတက်သေးခံချက်တွေနဲ့သွားရင်ဘယ်နဲ့လုံးမလဲခိုင်လုံပါတယ်ဗျာစိတ်ချရပါတယ်ဟိုနေကလေးကစားပြီးဒီအမှုနောက်ကျုပ်လိုက်နေတာခမည်းနဲ့တောင်စကားကောင်းကောင်းမပြောအားဘူးမဟုတ်လားဟောလေကားကတက်လာတဲ့ခြေတန်းဟာကိုတောင်းညွန့်ခြေတန်းနဲ့တူတယ်အစေခံကတကားဖွင့်လိုက်ရာစုံတော့အစ်စပန်တော်ဦးတောင်းညွန့်သည်အရဲဝစ်အရက်စားကိုဝစ်ခါကျွန်တော်တို့အိမ်ရှိအေကန်အတွင်းသို့ဝင်လာလေ၏ဦးတောင်းညွန့်သည်ကရထိုင်ပေါ်ကိုမထိုင်ရသေးမီစားတစောင်းကိုလက်ကကင်လျက်ခမည်းကြီးလိုက်တဲ့စာကိုကျွန်တော်ဖြစ်စကားမဆုံးမီဦးထင်ကျော်ကလက်ကလျက်ခမည်းပြောစရာရှိတာကျုပ်တို့ထမင်းစားပြီးမှအေးစစ်စစ်ပြောကြတာပေါ့ဗျာအခု6နိုင်ထိုးပြီးဟေ့မောင်ဖိုးလူထမင်းပြင်တော့ဟေ့ညသာစားပွဲ၌ဦးတောင်းညွန့်သည်အမှုနှင့်ပတ်သက်၍ဦးထင်ကျော်အားတီးခေါက်ကြည့်လိုသည်ဖြင့်စကားစားတော်လဲဦးထင်ကျော်ကမူစိတ်သားကိုမိကဲသို့ချက်လျင်စား၍ကောင်းကြောင်းကြက်သားကိုမိကဲသို့ကြော်ရမည်အကြောင်းဟင်းရွက်ဟင်းသီးများတွင်ရသာတဲ့မြည်မြပါရှိကြောင်းစသည်ဖြင့်စကားကိုအမြင်မပြတ်ပြောဆိုနေသည်ဖြင့်အခွင့်မရဘဲရှိခဲ့လေသည်ကျွန်တော်တို့လည်းအချိုပွဲများနှင့်အဆုံးသက်ကြပြီးနောက်အိမ်ရှိအေကန်သို့ရွှေ့ပြောင်းက
စီရန်များကိုတောက်လျက်ရှိစဉ်ဦးတောင်းညွန့်သည်စောစောကအိတ်ထဲမှထုတ်ယူခဲ့သောစာကိုတဖန်ထုတ်ယူပြီးနောက်ဂိုင်းထမင်းလဲစားလို့ဝပါပြီဦးထင်ကျော်ခမားရေးလိုက်တဲ့စာကျွန်တော်ဖြစ်နားမလဲပါဘူးဗျာဦးထွန်းရင်အမှုနဲ့ပတ်သက်လို့ခမားလက်ထဲမှာအမှုသွားအမှုလွာအဖြစ်ပြက်တွေအစီအစဉ်တိုင်းရှိနေပြီလို့ဆိုတာပါလေဗျကျုပ်တို့ပလိတ်လက်ထဲမှာအားလုံးရှိနေပြီပဲဗျဘာလို့သေးလဲအမှုကအမှန်ပဲဗျလွတ်ပေါက်မရှိပါဘူးကျုပ်တို့မှာတည်တဲ့လူရဲ့အလောင်းရှိနေပြီဗျအလောင်းဟာဘသူဘဝဖြစ်တယ်ဆိုတာလဲခိုင်လုံတဲ့အချက်သက်သေးကံအကိုအကားရှိနေပြီဒီလောင်းရဲ့အပိုင်းစားအချို့ကိုလည်းတရားခံကလင်ကိုင်းဟိုတယ်ကိုယူလာတဲ့တစ်တာထဲမှာတွေ့ရပြီးဒီလောင်းရဲ့ကြံတဲ့အပိုင်းစားအချို့ကိုလည်းတရားခံနေတဲ့အိမ်ရောက်ထက်ကတွေ့ပြီးဒီဟာရင်မကသေးဘူးအဲ့ဒီနေရာမှာပဲအစိတ်ပလင်းကိုတွေ့ရတယ်တည်တဲ့လူရဲ့အသေးဦးအစာရင်စတဲ့အင်္ဂါတွေထဲမှာလဲဒီအစိတ်မျိုးတွေ့ရတယ်တွေ့ရတဲ့အလောင်းဟာလဲမိမတယောက်ရဲ့အလောင်းဖြစ်ပြီးဒီမိမဟာတရားခံနဲ့မသိမြတ်တဲ့အပြင်တရားခံကတပ်ပစ်မယ်လို့ချင်းချောက်ဘူးတဲ့အကြောင်းသက်သေတွေရှိတယ်။ဂိုင်းဒီသက်သေခံချက်တွေကိုပလိလက်ထဲမှာရှိနေတာခမရဘာပြောမလဲ။ရှေလောတကြီးပြောရနေသောအစုံရစုံနောက်အင်စပက်တော်ဦးတောင်းညွန့်အားဦးထင်ကျော်ကခပ်ပြုံးပြုံးပြန်၍ကြည့်လိုက်လေသည်။ထို့နောက်အေးဆေးသောအတန်ဖြင့်ခမရတို့ဖမ်းထားတဲ့တရားခံကလည်းမှားနေတယ်။တစ်တာကလည်းဒီတစ်တာမဟုတ်ဘူးမှားနေတယ်။ပြီးတော့အလောင်းကလည်းအဲ့ဒီအလောင်းမဟုတ်ဘူးမှားနေတယ်ဦးတောင်းညွန့်ပါမကကျွန်တော်ပါအံ့အားသင့်လျက်ရှိလေသည်ဦးတောင်းညွန့်ကမူသူထိုင်သောကလေးထိုင်ကိုရှေ့သို့ရွှေ့ယုံမျှနေပင်အားမရသေးပဲကိုပင်ရှေ့သို့တိုး၍ထိုင်လိုက်ချေသည်ဟင်ဘာပြောရဲဗျအားလုံးမှားနေတယ်ဟုတ်စမဖြစ်နိုင်တာဦးထင်ကျော်မဖြစ်နိုင်ပါဘူးဗျာတိုင်းစိုးစမ်းပါဦးပထမအလောင်းမှားနေတယ်ဆိုတာကဘလို့လဲဟုတ်တယ်လေမဆောရွှေကလုံကြီးပေါက်လာထောင်ထောင်မောင်းမောင်းအရက်က9ပေ6လက်မှရှိတယ်အခုခမားတို့တွေ့ရတဲ့မိန်းမကအမြင့်9ပေ2လက်မှလောက်ပဲရှိတယ်။အာဦးထင်ကျော်ရဲ့ဒါတော့ကိုဖြတ်တောက်ထားတဲ့အလောင်းမှာတစ်လက်မှ2လက်မှတော့ကွာခြင်းကွာမယ်ပေါ့ဗျာ။ခမားကလက်မောင်းကဆေးပြားနဲ့ထိုးထားတဲ့အယုတ်ကိုမေ့နေပြီထင်တယ်။ဒီသက်သေခံတစ်ခုကမဆောရွှေအလောင်းဖြစ်ကြောင်းယုံမှားစရာမရှိအောင်ထင်ရှားနေပြီမဟုတ်လားဗျ။မှန်တာပေါ့ဒါမျိုးဟာဆုံးဖြတ်နိုင်တဲ့သက်သေခံမျိုးပေါ့။မဆောရွှေရဲ့လက်မောင်းမှာဒီယုံမျိုးရှိတယ်ဆိုတာမှန်တယ်ဒီမိန်းမမှာတော့မရှိဘူးဗျ။ဦးတောင်းညွန့်ကအားမရသဖြင့်ကလေးထိုင်ကိုရှေ့သို့ထက်မှန်ရွှေ့လျက်မရှိဘူးဟုတ်လားဦးထင်ကျော်ဘဲနဲ့မရှိဘူးလေခမားရောကျုပ်ရောဟော်ရီကကိုတင်မောင်ရောမျက်စိနဲ့ဒိတ်ထမြင်ကြရတာပဲဗျမိမမှာမရှိဘူးလို့သာပြောတာပါအလောင်းမှမရှိဘူးလို့ပြောတာမဟုတ်ပါဘူးခမားမြင်တဲ့တစိတ်ကလူသေးပြီးမှအလောင်းပေါ်ထိုးထားတဲ့တစိတ်ပဲလူအရှင်တို့ကလက်မောင်းမှာဆေးထိုးထားတာမရှိဘဲနဲ့သေပြီးတဲ့နောက်မှာဆေးထိုးထားတယ်ဆိုတာလဲသက်သေခံတစ်ခုပေါ့အလိုလေးဖျားကြီးသေပြီးမှဆေးထိုးတယ်ဟုတ်စားစမ်းလိုက်လေခမားဥစ္စာသေချာရလားဥထင်ကျော်သေချာတဲ့ကိုတောင်းညွန့်စိတ်သာချကျုပ်မှန်ဘလူးနဲ့ကြီးပြီးကျုပ်တက်အပ်ပြောနိုင်တယ်လက်မောင်းမှာဒီလိုမှင်ကြောင်ထိုးရဲဆိုတာမှင်ကိုအင်မတန်ချွန်ထက်နဲ့အပ်နဲ့ထိုးရတယ်မဟုတ်လားဒီတော့အသက်ရှင်နေတဲ့အခါမှာထိုးရင်အပေါက်ရကလေးတွေဟာအရေပြားပေါ်မှာချက်ချင်းကျွတ်သွားပြီးပျောက်သွားတယ်သို့ပေမဲ့သေနေတဲ့အရေပြားပေါ်မှာထိုးရင်တော့ဒီအပေါက်ရကလေးတွေဟာပိတ်မသွားပဲဒီတိုင်းကျန်နေတယ်တာမန်မျက်စိနဲ့မမြင်ရပေမဲ့မှန်ဘလူးနဲ့ကြည့်တဲ့အခါထင်ထင်ရှားရှားကြီးမြင်ရတယ်။အခုမှုမှာသေပြီးမှထိုးတာဖြစ်လေတော့အရေပြားကိုကောင်းကောင်းဆေးကြောပြီးမှထိုးရတာကိုထိုးပြီးတဲ့နောက်အသားသိပ်သွားအောင်အပေါ်ကအဝတ်ဆုပ်လိုရေမြုပ်လိုပြော့တဲ့အရာဝတ္ထုတစ်ခုနဲ့တော့ဖိပါသေးတယ်။နှုတ်ပေမဲ့အပေါက်ကလေးတွေဟာကျုပ်ပြောတဲ့အတိုင်းမပိတ်ပဲမှင်အောင်အဲ့ဒီအပေါက်ကလေးတွေထဲကျန်နေတာမြင်ရတယ်ဗျ။အော်ဒီလိုကိုသေပြီးမှမှင်ကြောင်ထိုးထားတယ်ဆိုတာကျွန်တော်ဖြစ်အခုတခါကြားဘူးတယ်ဗျာ။ဟုတ်တာပေါ့တစ်တာလဲမှားနေတယ်ဆိုတာကောအဲ့ဒီချက်ကတာပြီးပြင်းထန်သေးတယ်ဒီအချက်တစ်ချက်နဲ့အမှားမှန်ကိုဆုံးဖြတ်နိုင်တယ်မူလတစ်တာကမောင်ခိုင်တဲ့ညီများဆိုင်ကလွန်ခဲ့တဲ့ဧပြီလ9ရက်နေ့ကဝယ်တယ်တစ်တာပေါ်မှာသူ့နာမည်အတူကောက် TY လို့ထိုးပေးလိုက်ရတယ်ဘောက်ချာလက်ခံကိုကြုတ်မြင်ခဲ့ရပြီမောင်ခိုင်တဲ့ညီများဆိုင်ကကျွန်းတစ်တာတွေမှာ Haprin Smith ကုမ္ပဏီကရောင်းတဲ့အာမခံတော့နဲ့တော့အိမ်တက်ထားတယ်တော့ကအာမခံတော့ဖြစ်လေတော့တော့အိမ်တစ်ခုအတွက်မှတ်ပုံတင်နံပါတ်တစ်ခုထားတယ်။အဲ့ဒီနံပါတ်ကိုတော့အိမ်ပေါ်မှာရိုက်ထားတယ်။ခင်ဗျားတို့အခုရာပြီးထားတဲ့ကျွန်းတတာတော့အိမ်နံပါတ်က4339ခွန်ဆိုတော့ဒီတော့အိမ်ကို Haprin Smith ကမောင်ခိုင်တဲ့ညီများဆိုင်ကိုဘယ်တော့မှရောင်းလိုက်တယ်လဲဆိုရင်ဇူလိုင်လ23ရက်နေ့ကမှရောင်းလိုက်တယ်။ဒါကြောင့်ဒီတစ်တာဟာကိုထွန်းရင်တစ်တာမဟုတ်ဘူးလို့ကြုတ်ပြောနိုင်တယ်။တဲလဲသေးကြပါလား။ဦးထင်ကျော်အခုပြောတဲ့အတိုင်းဆိုရင်တော့ကိုထွန်းရင်တစ်တာမဟုတ်နိုင်ဘူးပေါ့ဒါဖြစ်ဘသူတစ်တာလဲဗျာကိုထွန်းရင်ရဲ့မူလတစ်တာကဘယ်ရောက်သွားတယ်လဲ
လင်ကိုင်းဟိုတယ်မှာကျုပ်တို့မေးမြန်းစုံစမ်းကြတဲ့အခါတုန်းကကိုထွန်းရင်ထွက်သွားတဲ့အချိန်နဲ့တစ်တာတွေကပုတ်စော်နံလို့ပလိတ်ကဖွင့်ရှာတဲ့အချိန်ဆက်ကြားမှာဟိုတယ်မှာတဲခိုသွားတဲ့ဧည့်သည်စင်းကိုခမားသတိထားလိုက်မိတယ်မဟုတ်လားကဲဆိုပါဦးဗျာအဲ့ဒီအချိန်တွင်းမှာအရက်မြင့်မြင့်ဂိုင်ကောက်ကောက်နဲ့မဆင်ရင်ဆိုတဲ့အထည်သည်တယောက်လာတဲခိုသွားတဲ့အကြောင်းသူ့မှာကျွန်းတတာကြီးတွေရောတန်တစ်တာတွေရောတရေအိတ်တွေရောပါလာတဲ့အကြောင်းအဝင်ကပြောတယ်မဟုတ်လားဗျအဲ့ဒီမိမကသူ့တစ်တာနဲ့လေးယူသွားတာဖြစ်မှာပေါ့ဗျာဟင်ဒါဖြစ်အဲ့ဒီမဆင်ရင်ဆိုတဲ့မိမကဘသူများပါလဲအဲ့ဒီမဆင်ရင်ဆိုတဲ့မိမကအရင်ကမဆောရွှေလို့ခေါ်တဲ့မိမဖြစ်မှာပေါ့ဦးတောင်းညွန့်သည်ရှေ့သို့ခက်ကုန်းကုန်းထိုင်လျက်ရှိရာမှာကလေးထိုင်ကိုနောက်သို့ရွှေ့ကထိုင်ချလိုက်ပြီးနောက်တည်တဲ့လူလားဟိုက်အလိုလေးရှမ်းပဲရှမ်းတပြားဒါဖြစ်မဆောရွှေကဟိုတယ်မှာမဆင်ရင်ဆိုတဲ့နာမည်နဲ့ရုပ်ဖြတ်တဲခိုပြီးကိုထိုးရင်ရဲ့ငွေတဲ့တစ်တာကိုလက်မောင်းပြက်ကြီးပါလာတဲ့သူ့တစ်တာနဲ့အမှတ်တမဲ့လဲယူသွားတာပေါ့နို့အလောင်းကဘသူ့အလောင်းလဲဗျနေပါအောင်လေအရင်မလိုပါနဲ့အောင်တဖြည်းဖြည်းရောက်လာပါလိမ့်မယ်ကိုင်းလူသက်မှုနဲ့အချုပ်ခန်းနေရတဲ့လူအကြောင်းကျုပ်တို့စဉ်းစားကြစို့ဟုတ်ကဲ့ဟိုတယ်မှာတွေ့ရတဲ့တစ်တာကသူ့တစ်တာမဟုတ်ဘူးအလောင်းကလည်းမဆောရွှေအလောင်းမဟုတ်ဘူးဆိုတာတော့သိရပြီနို့ပေမဲ့သူ့အိမ်အောက်ထက်ကလူကောင်းရဲ့အသေးနှလုံးစတဲ့အတွင်းသားတွေတွေ့ထားတဲ့ကိစ္စကကြံသေးတယ်ဒီပြဿနာကိုတော့အမှုတစ်ခုလုံးကြီးပြီးရှင်းရလိမ့်မယ်နို့ပေမဲ့တစ်ခုတော့ရှိတယ်နော်ကိုတောင်းညွတ်ဟိုတယ်မှာခမရတို့တွေ့တဲ့တစ်တာဟာတရားခံကိုထိုးရင်ရဲ့တစ်တာမဟုတ်ဘူးဆိုရင်အခြားလူတယောက်သူ့နေရာကိုဝင်လာရမယ်မဟုတ်လားထိုနည်းတူပဲအလောင်းဟာမဆောရွှေအလောင်းမဟုတ်ရင်တခြားမိန်းမတယောက်ရဲ့အလောင်းဖြစ်ရမယ်မဟုတ်လားကိုင်းအမှုတစ်ခုလုံးခြုံကြည့်ကြစို့ဆက်လက်၍ဒဲထားပေါ်မှာမိန်းမတယောက်ကသူ့ပစအိတ်ကိုကိုထိုးရင်နှိုက်ပါတယ်ဆိုပြီးဆင်တဲ့အမှုကစမယ်ဒီဟာတက်တက်ကိုထုံးရင်အိမ်ကိုထောင်ဖမ်းတဲ့ကိစ္စဗျရွေချက်ကလည်းဟိုတယ်မှာတစ်တာချင်းလဲတဲ့အချိန်မှာရောသူ့အိမ်အောက်ထပ်မှာအလောင်းကိုဖျက်ဆီးတိုးဝှက်နေတဲ့အချိန်မှာရောကိုထုံးရင်တခြားရောက်နေစေခြင်းနဲ့ဒါကြောင့်ပစအိတ်ကပိုင်းနိုင်မှုကိုဆင်တဲ့သဘောပဲဒီတော့ဆင်တဲ့လူတွေဟာဘသူတွေလဲဆိုတာကျုပ်တို့လိုက်ရလိမ့်မယ်ဆက်လက်၍တယောက်ဖြစ်စေတယောက်ထက်ပိုရင်လဲအများဖြစ်စေမဆောရွှေနဲ့လက်ပွန်းတနည်းရှိရမယ်ဘာကြောင့်လဲဆိုတော့မဆောရွှေသေးသည်ဖြစ်စေရှင်သည်ဖြစ်စေသူ့လက်ဝဲဘက်လက်မှာစေးနဲ့ပြာရောင်နဲ့ထိုးထားတဲ့မှင်ကြောင်ရုပ်ကိုတူအောင်ကူးယူရမှာကိုဒီတော့မဆွေးရွှေနဲ့လက်ပွန်းတည်းရှိတဲ့လူတွေကဖြစ်ရမယ်ပေါ့အဲ့ဒီလူဟာလဲမဆွေးရွှေလက်ကမှင်ကြောင်ရုပ်ကိုအလောင်းလက်မှာကူးယူနိုင်အောင်မှင်ကြောင်ထိုးတတ်တဲ့လူတွေကဖြစ်မယ်ပြီးတော့တခါကိုထုံးရင်အိမ်ကိုဝင်နိုင်မှုအခွင့်အရေးလဲရနိုင်တဲ့လူဖြစ်ရမယ်ဆက်လက်၍ဒီတော့ကျုပ်တို့ဘသူတွေ့ရသလဲမဆောရွှေကိုရိုင်းတော့တရခန်အိမ်ကိုဝင်နိုင်ထွက်နိုင်တဲ့အခွင့်အရေးရှိတယ်ကိုထိုးရင်အိမ်တကားတော့ကသူ့လက်ထဲရှိနေတာပဲသူ့လက်ကမှင်ကြောင်ကိုလည်းတခြားလူတယောက်ကိုကူးယူစေခွင့်ပြုနိုင်တယ်ဒီနောက်သူနဲ့အကျွမ်းဝင်တာဘသူရှိတယ်လဲသူနဲ့တိတ်တိတ်ပုံးဖြစ်နေတဲ့ဖိုးတုံးဆိုတဲ့လူတယောက်အကြောင်းကျုပ်တို့ခေါင်းထဲကိုဝင်လာတယ်ဦးထုတ်တင်ပြောသွားတဲ့ဇလန်းမှာဖိုးတုံပါတယ်မဟုတ်လားဗျဒီလူကအညာမှာထိုးကွင်းเสียလှုပ်ဖူးတယ်တဲ့အခုလိုအကြောင်းအရာအချင်းချင်းဆက်သွယ်လာလို့ကျုပ်ထက်စုံစမ်းတဲ့အခါဖိုးတုံအကြောင်းဘာသိရသလဲဆိုတော့ဒီလူကကလားကာပြားထိုးကွင်းเสียတဲ့ဗျရန်ကုန်စင်းမလာခင်ရမဲသိန်းဘက်မှာထိုးကွင်းเสียလှုပ်ပြီးနောက်မေမျိုးစစ်တပ်ထဲမှာစစ်သားတွေကိုလက်မောင်းမှာအခုလိုရုပ်တွေပန်းတွေထိုးတဲ့အလုပ်ကိုလုပ်သေးတဲ့လက်ရာကတော်တော်ကောင်းတော့ဒီလုံးနဲ့အတော်ပတ်ဆက်ရခဲ့တယ်ပထမတော့ကျုပ်လည်းအခုဖြစ်တဲ့အမှုနဲ့သူ့ကိုဘယ်နည်းနဲ့မှဆက်ဆက်မကြည့်မိခဲ့ဘူးတစ်တာတွေကခမည်းတော်တွေ့ရတယ်ဆိုတဲ့လက်မောင်းပြက်ပေါ်မှာမှင်ကြောင်ကိုတေးသေးချာချာကြည့်လို့လူသေးပြီးတဲ့နောက်သွေးမရှိတဲ့အရေပြားပေါ်မှာအယုတ်ထိုးတာမြင်တော့မှသူအရင်ကလှုပ်ခဲ့တဲ့ထိုးကွင်းเสียအလုပ်ကိုသွားပြီးဆက်ဆက်ကြည့်ဖို့ကြုတ်သတိရတယ်ကိုတောင်းညွန့်ရေဆက်လိုက်၍တရားရင်မကဘူးတရားခံကုသိုလ်ကလေးကလည်းထောက်မှခြင်းတော့ဖိုးတုပ်ရဲ့အရင်မယားကြီးဟာနင်းကိုပြန်မလားဘယ်သွားမှန်းလဲမသိပျောက်နေတာအတော်ကြာပြီတဲ့ဗျဒီကြောင့်သူ့မောင်တဝမ်းခွဲကပဇွန်အောင်ကတ်မှာတိုင်းပြီးတိုင်ချက်ဖွင့်ထားတယ်ဒီတော့ဒီအမှုမှာတရားခံဖြစ်နိုင်လောက်တဲ့လူ2ယောက်ကျုပ်တို့ရတယ်ဘသူလဲတယောက်ကဖိုးတုပ်တယောက်ကမဆောရွှေပဲဒီအကြောင်းလဲကျုပ်တို့ရာရောကျုပ်ဆက်ဆက်ယူထားတဲ့ဂွင်းဆက်တွေဟာတခါတည်းချိတ်ဆက်မိပြီးကျုပ်တွေးတော့ယူဆချက်တွေဟာမှန်ပြီလို့တခါတည်းတွက်လိုက်တာပဲဦးထင်ကျော်သည်စပွဲအန်ဆွဲအတွင်းမှာမိချောင်းရည်ဖြစ်ဖုံးထားသောသူ၏နေ့စဉ်မှတ်တမ်းဒိုင်ယာရီစောက်ကလေးကိုထုတ်ယူပြီးနောက်ဆက်လက်၍တိုင်းအခုအမှုမှာအကြောင်းချင်းရာကလေးတွေနဲ့ဖြစ်ပျက်ခဲ့တဲ့ရက်တွေကိုအစီအစဉ်အတိုင်းကျုပ်ပြောပြမယ်ဗမာရက်တော့မဟုတ်ဘူးဗျအင်္ဂလိပ်ရက်ဆွဲပဲလွယ်လို့ကျုပ်မှတ်ထားတယ်ဇူလိုင်လ29ရက်နေ့မှာကပိုင်းနိုင်မှုနဲ့အဖမ်းခံရတယ်31ရက်နေ့ကျတော့သူ့အမှုရုံးတင်တယ်ဩဂုတ်လ2ရက်နေ့မှာမဆောရွှေရာအိမ်ကထွက်သွားတယ်ထွက်သွားတော့ဘသူမှသက်သေမရှိဘူး
သို့တော့ရက်ကတော့ဒီရက်ပဲ။ဩဂုတ်လ9 ရက်နေ့ကျတော့သူနဲ့အရက်ရောကိုလုံးကိုပေါ်ရောတူတဲ့မိမတယောက်နာမည်ကအထဲသေးမစိရင်ဆိုတဲ့နာမည်နဲ့ဒီဟိုတယ်မှာပဲတဲခိုပြီးတစ်တာတစ်လုံးထားသွားတယ်။ဒီတစ်တာကဇူလိုင်လ23 ရက်နေ့နဲ့ဩဂုတ်လ4 ရက်နေ့စက်ကြားမှာဝယ်တဲ့တစ်တာဖြစ်တယ်။အဲဒီတစ်တာထဲမှာမိမတယောက်ရဲ့အလောင်းကလက်မောင်းပြက်ကြီးတစ်ခုပါတယ်။ဩဂုတ်လ14 ရက်နေ့မှာဒီတစ်တာကိုပလိတ်ကဖွင့်ကြည့်တယ်။18 ရက်နေ့မှာတရခန်အိမ်အောက်ထပ်မှာလူသိန်းရဲ့အကျွင်းအကြံတွေ့ရပြန်တယ်။28 ရက်နေ့ကျတော့ကိုထုံးရင်ကိုကပိုင်းနိုင်မှုကလွှတ်လိုက်တယ်။28 ရက်နေ့ကျတော့ဒီဟိုတယ်မှာပဲကိုထုံးရင်ဟာလူသက်မှုနဲ့ပြန်အဖမ်းခံရတယ်။ဒီတော့ကိုတောင်းညွန့်စဉ်းစားကြည့်စမ်းအခုကျုပ်စင်းလုံးပြီးမှတ်ထားတဲ့ရက်တွေဟာတစ်ခုပြီးတစ်ခုအကြောင်းဆက်ဆက်ပြီးဖြစ်လာတဲ့ရက်တွေလို့မဆိုနိုင်ဘူးလား။ခမားယူစားချက်တွေကိုကျွန်တော်သဘောတူပြီးထောက်ခံပါပြီဦးထင်ကျော်။ဟုတ်တော့ဘယ်မှာတွေ့နိုင်မလဲဆိုတာသာကျွန်တော်ပြောပါတော့။ရန်ကုန်မှာတော့ခမားတွေ့နိုင်မယ်မထင်ဘူး။နှစ်ယောက်စလုံးဟာပြေးကြပြီထင်တယ်။နိုးပေမဲ့တရားဥပဒေရဲ့လက်တံဟာရှေ့ပါတယ်ဦးထင်ကျော်။ဒီကောင်မလွတ်နိုင်ပါဘူး။အထက်ပါအချင်းရာများဖြစ်ပြပြီးနောက်လေးလခန့်ကြာရှိသောအခါတနေ့သောနနက်တွင်ကျွန်တော်သည်မြန်မာသတင်းစာတစ်စောင်၌မတန်းဆိုသောမြားကြီးကိုတတ်မှုနှင့်လူဆိုးဖိုတိုအားကျိုးရန်ခံစေရန်၎င်းပြစ်မှုကျူးလွန်ရာတွင်ကူညီအားပေးသောဖိုတို၏တိတ်တိတ်ပုံးများမှဆွဲရွှေအားထောင်ဒဏ်10 နှစ်ကြာခံစေရန်၎င်းရုံတော်မှအမိန့်ချမှတ်လိုက်ကြောင်းဖြင့်ပါရှိသည်ကိုတွေ့မြင်ရ၏ထို့နောက်ဆက်တွဲအဖြစ်ဆက်လက်၍အမှုမှာလွန်စွာရှုပ်ထွေးနက်နဲသောအမှုဖြစ်ကြောင်းအစိုးရစုံနောက်အင်စပက်တော်ဦးတောင်းညွန့်၏ဇွဲလုံးလာဖြင့်လာပေါင်းတော်ကြာသောအခါမှတရားခံအစ်စ်ကိုဖမ်းဆီးရမိကြောင်းဖြင့်ပါရှိလေသည်ကျွန်တော်ကမခံခြင်းသဖြင့်ဘယ်နဲ့လဲဦးထင်ကျော်ဒုက္ခခံပြီးမရမကလိုက်တော့ခမားလိုက်ရပြီးနာမည်ယူတော့သူတို့ကပါလားတဲတော်တဲ့လူတွေဗျာဒီလိုပေါ့ကိုတင်မောင်ရဲ့ကျုပ်တို့ကလကားစားမှုလို့နာမည်ရဖို့မလိုပါဘူးကိုတောင်းကျွန်းတို့မှာတော့ရှေ့ကိုတိုးတက်ဖို့လမ်းရှိသေးတယ်။လောကကြီးမှာမကောင်းတော့ပါဘူးဗျာ။ရှေ့လျှောက်လို့ကောင်းပါလားဗျ။တကုံရွှေများယခုနာဆင်ခဲ့ရတာကတော့ဆရာတကုံရွှေများဤစုံနောက်ဦးထင်ကျော်ဝတ္ထုတိုးဘောင်းကျုပ်စာအုပ်မှာတရုတ်ဟိုတယ်လူသက်မှုအမည်ရတဲ့ဝတ္ထုတိုးပဲဖြစ်ပါတယ်။အားပေးနာဆင်ခဲ့သူအားလုံးကိုຫນွေဦးနရသိန်းဝိုင်းတော်သားများကကျေးဇူးအထူးပင်တင်ရှိပါတယ်။ရွှင်လန်းချမ်းမြေ့ကြပါစေ။